အားလုံးပဲမင်္ဂလာပါတက်ကြဟောင်းဒီကနေ့မှာတော့ BTEC နဲ့ Color လောက်ထားတဲ့ BTEC Transformation Game အကြောင်းကိုပြတ်တော့မှာပါတယ်မစောတဲ့တင်ချင်းတော့ပေါ့နော်သူက game ထဲမှာပေါ့နော်ဒီ bell လေးတွေပြောင်းပြီးတော့ချရတာပေါ့အဲ့ bell လေးတွေကို transform ဖြစ်ဖို့ဆိုလို့ရှိရင် point နေလို့ရပေါ့နော် point နေဘယ်လိုရောက်လဲဆိုရင်minion တွေတက်လို့ရှိရင်နံပါတ် hero ဆိုရင်9မှတ်ပြီးတော့ overlord တွေ dragon တွေတက်မယ်ဆိုရင် point နေရမှာပေါ့အဲ့ point နေစီပြီးတော့ transform လုပ်ပြီးတော့ချလို့ရတယ်ပေါ့နော်သူက၄မျိုးရှိတယ်BTEC ရဲ့ Buffy Froggy ဆိုပြီးတော့၄မျိုး random သူကပြောင်းလဲပြရပေါ့ဒီ hero ထောက်ဒီ bell လေးတွေရတယ်အရင်ဟိုမှာချစ်စရာကောင်းမျိုးပေါ့နော်အရင်ဟိုမှာကြမ်းတယ်ပေါ့ hero တွေထက်မှာအရင်ဟိုမှာကြမ်းမျိုးလုံးဝ OP ဖြစ်တယ်ပေါ့နော်ဒီ game mode လေးရဆိုလို့ရှိရင်9လပိုင်း29ရက်နေ့ထိပဲဆော့လို့ရတာဆိုတော့အခုချိန်မှာအဝါဆော့ထားကြရအောင်နော်ဒီနေ့တော့ပဲ bye